အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီချက်ကဘယ် command လေးတွေကို share လုပ်မလဲဆိုရင် rectangle ဘယ်လိုဆွဲမလဲရဲ့ circle ဘယ်လိုဆွဲမလဲရဲ့ဆိုတာလေးကို share လုပ်မယ်နောက်တစ်ခုကကြတော့ဒီချက်တို့အခုဖွင့်ထားတဲ့ဒီ drawing ရဲ့ window ကြီးဒီ window ကြီးမှာအခုဒီချက်တို့ဖွင့်လိုက်တဲ့အချိန်မှာအနောက်မှာအမဲရောင် color ဖြစ်နေတယ်အဲ့ဒီအမဲရောင် color မဟုတ်ဘဲနဲ့ကိုယ်အဆင်ပြေမဲ့အရာကိုဘယ်လိုပြောင်းလဲပြီးဆွဲမလဲဆိုတော့ command လေးတစ်ခုကိုလည်းဒီချက်ပြောပြပေးသွားပါမယ်။ Okay ပထမဆုံးအနေနဲ့ဒီချက်တို့ကအခုအမဲရောင်ဖြစ်နေတဲ့ window ကြီးကိုဒီချက်တို့အရောင်တစ်ခုကိုပြောင်းပြီးတော့ဆွဲကြည့်ကြမယ်။ဒါဆိုရင်ဒီချက်တို့ဘယ်လိုဆွဲမလဲဆိုရင်အရင်ဆုံးသူ့ရဲ့ option ဆိုတဲ့ command ကိုဒီချက်တို့သွားရပါမယ်။ option ဆိုရင် op ဆိုပြီးတော့ enter လေးတစ်ချက်ခောက်လိုက်မယ်။ enter လေးတစ်ချက်ခောက်လိုက်ပြီးရင်ဒီ option ရဲ့အောက်မှာ tab တွေအများကြီးရှိမယ်။အဲ့ tab တွေအများကြီးရဲ့အောက်မှာဒီချက်တို့က display ဆိုတာလေးကိုသွားပြီးတော့ယူလိုက်မယ်။ယူလိုက်ပြီးရင်အဲ့ဒီ display ရဲ့အောက်မှာ color ဆိုတာလေးရှိတယ်။အဲ့ဒီ color လေးကိုဒီချက်တို့က click တစ်ချက်ပေးလိုက်မယ်။ပေးလိုက်တဲ့အချိန်မှာကျတို့အခုဆွဲနေတာ 2D model space ဖြစ်တယ်ပြီးတော့ uniform background ဖြစ်တယ်အဲ့ uniform background ကအရောင်က black လို့ရွေးထားတဲ့အတွက်ကြောင့်မို့လို့ဒီချယ်တို့ကအမဲရောင် window ကိုတွေ့နေရတာဖြစ်တယ်เนาะဒီချယ်တို့ကဒီနေရာမှာ black မဟုတ်ဘဲနဲ့ white အဖြူရောင်ကိုချယ်တို့ရွေးလိုက်မယ်ဆိုရင်ဒီမှာသူ့ရဲ့ preview လေးတစ်ခါတည်းပြနေမယ်เนาะဒါဆိုရင် apply and close ပြီးရင် apply okay ဆိုပြီးထွက်လိုက်တာ ਨੇ ဒီချယ်တို့ရဲ့ဒီအနောက်ကနောက်ခံ window လေးကအဖြူရောင်လေးဖြစ်သွားမယ်เนาะအခုဒီချယ်ကအမဲရောင်လေးကိုပဲပြန်ပြောင်းပြီးတော့ line command နဲ့ circle command လေးကိုဆက်ပြီးပြောပြသွားမယ် op enter တစ်ချက်ခောက် display ရဲ့အောက်မှာ color ကိုသွားပြီးရင် uniform background ကိုဒီချယ်တို့ black color လေးပြန်ပြောင်း apply and close okay ဆိုပြီးထွက်မယ်Okay ဒီနေရာမှာဒီချယ်တို့က circle နဲ့ rectangle လေးကို create လုပ်ကြမယ်။ဒါဆိုရင်အရင်ဆုံးဒီချယ် unit လေးကိုတစ်ချက်စစ်ကြည့်လိုက်မယ်။ဒီချယ်တို့ unit က meter unit ဖြစ်တယ်နော်။ Okay ပထမ sorry AutoCAD မှာဆိုလို့ရှိရင်အမြဲတမ်းသူကအနည်းဆုံးအနေနဲ့ option တစ်ခုအမြဲတမ်းပေးတယ် command တွေအသုံးပြုမယ်ဆိုရင် command တစ်ခုကကြတော့ shortcut command ဒီချယ်တို့ shortcut command လေးတွေရိုက်ပြီးသုံးမယ်တစ်ခုကကြတော့ဒီ ribbon တွေအောက် panel တွေအောက်မှာရှိတဲ့ဒီ symbol လေးတွေကိုယူပြီးတော့ဒီချယ်တို့အသုံးပြုလို့ရမယ်။ Okay အခုဟာဒီချယ်တို့ကဆွဲမှာဖြစ်တဲ့အတွက်ဒီ draw ရဲ့အောက်ကိုသွားအရင်ဆုံးဒီ circle ဆိုတာလေးကိုဒီချယ်သွားပြီးတော့ click တစ်ချက် click လိုက်မယ်။အဲ့လို circle လို့မ click ဖဲနဲ့ဒီချယ်တို့က C ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်ရင်လည်းသူ့ရဲ့ shortcut command အနေနဲ့ဝင်သွားမယ် circle ဆိုတဲ့ command အနေနဲ့ဝင်သွားမယ်အဲ့ဒီမှာသူကဘာပြောလဲဒီ command bar ကိုဖတ်မယ်เนาะ specify center point of the circle center point လေးတစ်ခုကို specify လုပ်ပါဆိုဒီချယ်တို့က left click နဲ့ click တစ်ချက်ချလိုက်မယ်ပြီးသွားရင် radius of circle ကိုမေးတယ်ချယ်တို့က radius နဲ့ဆွဲမှာလား diameter နဲ့ဆွဲမှာလားလောလောဆယ်တော့ဒီချယ်တို့က radius နဲ့ပဲဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့3 meter ရှိတဲ့3 meter radius ရှိတဲ့ circle တစ်ခုကို share တို့ create လုပ်မှာဖြစ်တဲ့အတွက်3ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်မယ်เนาะဒါဆိုရင်ဒီချယ်တို့ circle လေးတစ်ခုရပါပြီဒါလေးကိုဒီချယ်တို့က measure လေးနဲ့သွားပြီးတော့တိုင်းကြည့်လိုက်မယ်ဒါဆိုရင်သူကဒီကနေဒီအထိ3ဆိုပြီးသူပြနေတယ်ဒါဆိုရင်3 radius ရှိတဲ့ circle တစ်ခုကိုဒီချယ်တို့ create လုပ်ပြီးသွားပြီ okay နောက်တစ်ခေါက်အနေနဲ့ဒီချယ်တို့ diameter လေးသုံးမယ်diameter လေးသုံးမယ်ဆိုရင်ဒီချက်ဒီလိုပဲပထမတစ်ခေါက်ကလိုပဲ C ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်မယ် specify center point ဆိုတော့ left click နဲ့ point လေးတစ်ခုပေးလိုက်မယ်ဒီတစ်ခါတော့ဒီချက်တို့က D နဲ့သွားခြင်းတာเนาะ diameter နဲ့သွားခြင်းတာဆိုရင်သူကဒီ command bar လေးကိုသွားပြီးကြည့်လိုက်ရင် D ဆိုတာလေးကအပြာရောင်လေးဖြစ်နေတယ်ဒီအရှိမပေးထားတဲ့ command အတိုင်းသုံးမယ်ဆိုရင်ဒီချက်တို့ကဘာမှထပ်ပြီးရေးစရာမလိုဘူးဒါပေမဲ့သူ့ထက်ထူးပြီးတော့သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနောက်က D ဆိုတဲ့အပြာလေးကိုဒီချက်တို့က command တစ်ချက် diameter သုံးနေတာဖြစ်တဲ့အတွက် D ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်ဒီတစ်ခါလဲဒီချယ်တို့ကဘာလုပ်မလဲ3ဆိုပြီးတော့နှိပ်လိုက်မယ် diameter 3ရှိတယ်3 meter ရှိတယ် circle တစ်ခုကို create လုပ်ကြမယ် okay ဒါဆိုရင်ဒါက radius 3ဒါက diameter 3ဒါဆိုဒီချယ်တို့က measure လေးကိုသွားယူလိုက်မယ်တိုင်းကြည့်လိုက်မယ်ဒါဆိုရင်သူကဘာပြနေလဲ 1.5 ဆိုပြီးတော့ radius ကိုပြနေတယ်ဒါဆိုရင်ဒီချယ်တို့က3 meter diameter ရှိတယ်3 meter radius ရှိတဲ့ circle တစ်ခုကို create လုပ်ပြီးပြီဒီကကြတော့3 meter diameter ရှိတဲ့ circle တစ်ခုကို create လုပ်ပြီးသားဖြစ်တယ် okay နောက်တစ်ခုအနေနဲ့ဒီချယ်တို့ကဘာလုပ်မလဲဆိုရင်ချယ်ခုနပြောတဲ့ rectangle လေးကိုသွားမယ် rectangle လေးအဲ့လိုပဲဒီ draw ဆိုတဲ့ panel လေးရဲ့အောက်မှာဒီမှာ rectangle ပုံလေးရှိတယ်သူ့ကိုသွားပြီးတော့ click လို့ရလို့ဒီချယ်တို့ကဘာလုပ်လို့ရလဲဆိုရင်သူ့ရဲ့ rectangle ရဲ့ shortcut command က REC ဆိုပြီးတော့ enter တစ်ချက်ခောက်လိုက်နော် REC ဆိုပြီး enter တစ်ချက်ခောက်လဲသူဘာပြောလဲ specify
first corner point rectangle ဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဆုံး corner point ကိုပေးပါလို့သူပြောတယ်ဒါဆိုရင်ဒီချေတို့ကပထမဆုံး corner point လေးကိုဒီချေတို့ပေးလိုက်မယ်ပေးပြီးွားရင်ဆိုရင် other corner point ကိုသူတောင်းတယ်ဒီနေရာမှာဒီချေက3 x ဝင်ရိုး3 y ဝင်ရိုး3ရှိတယ် rectangle တစ်ခုကို create လုပ်မယ်ဆိုပါစို့ဒါဆိုရင်ဒီချေတို့ကဘာရေးပေးရမလဲ3 ဆိုပြီးတော့ရေးပြီးတော့ enter တဲ့ချက်ခေါက်လိုက်ဒါဆိုရင်သူကဒီမှာ x ဝင်ရိုး3 y ဝင်ရိုး3ရှိတယ် rectangle တစ်ခုကိုသူ create လုပ်ပေးလိမ့်မယ်ကျတို့ mesh လေးနဲ့သွားပြီးတော့တိုင်းကြည့်လိုက်မယ်ဒါဆိုရင်3ရှိတယ် rectangle လေးတစ်ခုကို create လုပ်ပြီးသားဖြစ်နေမယ်နောက်တစ်ချိန်အနေနဲ့ဒီချေတို့က rectangle လေးယူမယ်သူပြောတဲ့အတိုင်း first corner point လေးတစ် point ယူမယ်ဒီတစ်ခေါက်တော့ x ဝင်ရိုး6 y ဝင်ရိုး2ဒီချေတို့ create လုပ်ကြည့်မယ်ဒါဆိုရင်6,2ဆိုပြီးတော့ enter တဲ့ချက်ခေါက်လိုက်မယ်ဒါဆိုရင် mesh လေးတိုင်းကြည့်လိုက်မယ် x ဝင်ရိုး6 y ဝင်ရိုး2ရှိတဲ့ rectangle လေးတစ်ခုကို create လုပ်ပြီးသားဖြစ်နေမယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာဒီချေတို့ပြန်တွေ့ကြမယ်နော်